ရှိရှိတုန်းကမဟာမြိုင်တော်ကြီးရဲ့အတွင်းပိုင်းမှာဝုံဝံမကြီးတားမိသုံးကနေထိုင်ကြတဲ့ကွယ်မဟာမြိုင်တော်ကြီးအတွင်းအရှုပ်နေရာမှာမြက်ပင်စိမ့်စိမ့်ကြီးတွေပေါက်နေတဲ့နေရာတနေရာရှိတဲ့လူသူကင်းမဲ့ပြီးတောသလိဆန်တွေသာကျက်စားတဲ့နေရာပေါ့အဲ့ဒီနေရာမှာဝုံဝံမကြီးတို့တားမိနေထိုင်ကြတဲ့ကွယ်သူမမှာတားဖြစ်တဲ့ဝုံဝံလေးနှစ်ကောင်လည်းရှိတဲ့အဲ့ဒီဝုံဝံလေးနှစ်ကောင်ဟာကြီးပြင်းလာပြီးအရွယ်ရောက်လာတာနဲ့ပြင်ပကိုထွက်ပြီးစီးပွားရှာဖို့စိတ်ကူးနေကြတဲ့အမေကျွန်တော်တို့စီးပွားရှာဖို့ခီးသွားပေးရစီသွားတာတော့သွားပေါ်သားရဲ့အမေစကားတခွန်းတော့မှချင်းနဲ့လန်ခီမှာသားတို့နှစ်ကောင်အမြဲလက်တွဲမဖြုတ်ကြရဘူးနော်အမေမာတဲ့စကားကိုတော့သားတို့အမြဲတတိထားရမယ်ကြားလားဟုတ်ကဲ့ပါအမေတဖွာဖွာမှကြားနေတဲ့မိကုံဝုံဝံမကြီးကိုဂရီပေးပြီးဝုံဝံလေးနှစ်ကောင်လည်းခီးထွက်ခဲ့ကြတယ်ခီးနေရက်ကြလာတဲ့အခါသူတို့မှပါလာတဲ့စားနပ်ရိက္ခာတွေလည်းကုန်သွားပါရောတဲ့ဘိုက်ကစားအစာလည်းမရှိနဲ့ဝုံဝံလေးနှစ်ကောင်ဟာခရီးကျန်းနဲ့လာခဲ့ကြတဲ့ကိုကြီးဝုံဝံညီလေးပါရန်စာနေတယ်ညီဖြစ်တဲ့ဝုံဝံလေးကအကိုဖြစ်သူကိုညီးပြတဲ့ဟဲ့ကောင်မင်းဒီကောင်နဲ့စားတာမဟုတ်ဘူးငါလည်းစားနေတာပဲကွဒီလိုနဲ့ခရီးဆက်ရင်သူတို့ညီအကိုဟာဒိန်ခဲကြီးတုံးကိုရှာတွေ့သွားတဲ့ဒီဒိန်ခဲကြီးကိုတဝက်စီရှမ်းပြီးညီလေးတဝက်ကိုကြီးတဝက်ယူကြမယ်ခတ်တာကအညီမြဖြစ်အောင်ချမ်းဖို့ခတ်နေတယ်ဒါကတော့ဝုံဝံလေးနှစ်ကောင်စလုံးဟာလောဘကြီးတဲ့သူတွေဖြစ်နေလို့ပါပဲဟာကိုကြီးမရှမ်းနဲ့ကိုကြီးရှမ်းရဲ့အညီမြမဖြစ်ပဲနေလိမ့်မယ်ညီလေးပဲချမ်းတဲ့တောင်ဝင်ယူမယ်နော်ဒီပါကွာမင်းကအငယ်ပဲကိုကြီးချမ်းပေးမှာပေါ့ဟေးဝုံဝံညီနောင်မင်းတို့ဘာတွေဝေရှမ်းနေကြတာလဲကွငါ့ကိုပြောစမ်းပါအောင်သူတို့နှစ်ယောက်သူရှမ်းမယ်ငါရှမ်းမယ်လုပ်ပြီးအငင်းခုံဖြစ်နေစင်မှာပဲမြေခွေးတကောင်သူတို့အနားကိုရောက်လာခဲ့တဲ့ကွယ်မြေခွေးဟာကောက်ကျင်မြန်များတဲ့သူဖြစ်ပြီးဝုံဝံလေးနှစ်ကောင်ကိုလှမ်းမိလိုက်တဲ့ဒီလိုပါဦးလေးမြေခွေးရဲ့ကျွန်တော်တို့ဒိန်ငယ်တုံးကောက်ရထားပါတယ်အဲ့ဒါအညီမြဖြစ်အောင်ဝေချမ်းရခတ်နေလို့သူရှမ်းမယ်ငါရှမ်းမယ်ဖြစ်နေတာပါအောင်မလေးကွာမင်းတို့ကခတ်เสียမဟုတ်တာခတ်နေလိုက်တာမင်းတို့အညီအမြရအောင်ငါဝေချမ်းပေးမယ်ကြီးကြီးငယ်ငယ်ငါတရားတစ်ဖြစ်ခွဲဝေပေးမှာပေါ့ဝုံဝံလေးနှစ်ကောင်ကသူတို့အခက်ခဲကိုတင်ပြတဲ့အခါအကြိုက်တွေ့သွားတဲ့မြေခွေးကဟန်ပါပါဝင်ပြောတော့တာပေါ့ဟာဒီလိုဆိုတိတ်ကောင်းတာပေါ့ဦးလေးမြေခွေးရဲ့ကျွန်တော်တို့အငင်းများဖြစ်အောင်ဦးလေးပဲခွဲပေးစမ်းပါရော့ဒိန်ခဲဝုံဝံလေးနှစ်ကောင်ကကောက်ကျစ်တဲ့မြေခွေးရဲ့အကြံကိုမသိပဲဝမ်းသာအားရကအခုမှရောက်လာတဲ့သူကိုဆရာတင်လိုက်ကြတဲ့ကွယ်ကဲငါဝေခွဲပေးမှာကိုသဘောတူကြပြီနော်ဟုတ်ကဲ့တူပါတယ်ဦးလေးမြေခွေးထိုအခါညံများတဲ့မြေခွေးဟာဒိန်ငယ်တုံးကြီးကိုတဝက်ဖြစ်အောင်ရှိုးဖက်ပစ်လိုက်တဲ့တိတဲ့အတိုင်းပဲလေဓာတ်နဲ့ခွဲပြီးရှမ်းတာတော့အညီမြမရနိုင်တာလက်နဲ့ရှိုးဖက်လိုက်တာဆိုတော့ကိုတရှမ်းကကြည်ပြီးဒီတရှမ်းက